ဘာတွေလုပ်မလဲဆိုတော့ဒါကျွန်တော် price list တွေတိစောက်မယ်ပေါ့နော် multi company သုံးတဲ့အခါမှာခုန wholesale price retail price တွေကျွန်တော်သုံးဖို့လိုမယ်မတူညီတဲ့ price တွေရှိလို့ရှင်အဲ့ဒါဆိုရင်ကျွန်တော် sale အထဲကိုသွားမယ်ပြီးတော့မှဒီ product ရဲ့အောက်မှာ price list ဆိုတာရှိရယ်နော်ပုံမှန်ဆိုတော့သူက default ဆိုတဲ့ဟာလေးကြာနေလိမ့်မယ်အဲ့တော့ default ကိုကျွန်တော်ကထားပါတော့ retail ထားလိုက် ITRS ဆိုနော် retail အဲ့လိုပဲနောက်တစ်ခုကို WHOLE ဟို SALE စေဟိုစေပေါ့အဲ့လို price လေးတွေစောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ apply ဆိုရင်လည်းပေါ့နော် product product ကထားပါတော့နော်ဒီA3 လုံးဆိုတဲ့သူက minimum ဘယ်လောက်ဝယ်မှလဲပေါ့နော် minimum ဝယ်ကိုပေးချင်တဲ့ဈေးပေါ့နော်စသည်ဒီလိုပုံစံထွက်လိုက်အဲ့တော့ကျွန်တော်က retail ဆိုရင်နမူနာပေါ့နော်ထားပါတော့ကျွန်တော်က1500နဲ့ရောင်းမှန်ဒါနမူနာနော်အဲ့ဒါပြီးရင်ကျွန်တော်အဲ့ဒါ new စေး new ခေါ်ပြီးတော့ကျွန်တော်ထပ်ထည့်လို့ရမယ်နော် okay ဒီမှာကျွန်တော်စေးလိုက်မယ်အဲ့လိုပဲအဲ့ဒါ wholesale wholesale ဆိုလို့ရှိရင်ကျွန်တော်ကဒီထားပါတော့ဒီကောင်းပဲသူ့ကိုကျွန်တော်ကဘယ်လောက်နဲ့ပေးမယ်ထားပါတော့ကျွန်တော်1300နဲ့ပေးမယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်အဲ့ဒါပြီးရင်အဲ့ဒါကလို့စေးလိုက်မယ်ဒါတော့ကို apply သုံးကျင်တဲ့ပုံစံနဲ့ဒါကျွန်တော်တို့ဒါသုံးလို့ရပါဘောနော်ဒီမှာဆိုရင်ကျွန်တော်ဒါ retail တွေ wholesale တွေကျွန်တော်တို့ဒါအဲ့ဒီမှာ product price list ထဲမှာထည့်လိုက်တာပေါ့နော်ထည့်ပြီးပြီဟုတ်ပြီထည့်ပြီးဆိုရင်ကျွန်တော် save process ကရောဘယ်လိုရှိလဲဆိုတော့ကျွန်တော် save process ကလည်းအဆင့်5ဆင့်ရှိရယ်เนาะအရင်ဆုံးဘာလာလဲဆိုတော့ quotation လာတယ်ပြီးတော့ကျွန်တော်ဒါ save order လာတယ်ပြီးတော့မှတေးကြရင် deliver ကုန်ပို့တဲ့ကိစ္စလုပ်မယ် invoice တွေဖွင့်မယ်ပြီးရင် payment လုပ်မယ်ဒီလိုပုံစံထွက်လိုက်မယ်เนาะတော့ purchase process နဲ့တော့တူပါတယ်အဲဆိုဟုတ်ပြီကျွန်တော်ဒါ wholesale ရောင်းတဲ့သဘောဆိုတော့ကျွန်တော် quotation ကိုသွားမယ်เนาะ new ခေါ်လိုက်မယ် customer name ထည့်ထားပါတော့เนาะကိုပေါ့ပြီးမှဒီမှာကျွန်တော် price list တွေထည့်ရအောင်เนาะ retail လား wholesale လားစသည်တွေကျွန်တော်ဒါထည့်ဖို့လိုလိမ့်မယ် okay ထားပါ retail price နဲ့ပဲသွားမယ်ပေါ့ဒီမှာ payment တွေเนาะဒါ payment တွေဒါကျွန်တော် credit တန်းတွေပေါ့ဒါအကျွေးပေးတဲ့ credit တန်းတွေကျွန်တော်ဒါထည့်ဖို့လိုရင်ထည့်မယ်เนาะထည့်ဖို့မလွယ်မထည့်ဘူးပေါ့ပြီးတော့မှကျွန်တော်ဒါ multi warehouse တွေသုံးတဲ့အခါကြာလို့ရှင်လေကျွန်တော်ဒီအောက်မှာเนาะ warehouse ဘယ် warehouse ကနေ store ထွက်ချင်တာလဲဆိုတဲ့ဟာလေးဒီအောက်မှာရှိရเนาะဒီ other information ထဲမှာကိုကတခါတည်းထည့်ထားလို့ရလိမ့်မယ် okay ကျွန်တော်မထည့်တော့ဘူးဆိုတော့အဲ့ဒီ product ဒါပေါ့နော်ဒီ3လုံးဒီ sale မှာကျွန်တော်ဒီ unit of measure တွေကကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်ဒါရောင်းလို့ရတယ်နော်ရွေးချယ်ပြီးရောင်းလို့ရတယ် sale တွေပါချင်းမှာ point of sale မှာတော့ကျွန်တော်တို့ကဒီလိုရွေးချယ်လို့များတဲ့အတွက်ကြောင့်မို့ဒီ kit product တွေနောက်ကနေကျွန်တော်တို့ကဒါ configuration စောက်ပေးရတာပေါ့နော်ဟုတ်ပြီအဲ့ဒါကိုမှကျွန်တော်ဟုတ်ပြီ wholesale price နဲ့ရောင်းမယ်ဆိုရင်ကျွန်တော် added price list ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်တော့ wholesale price လေးနော်1300ဆိုတဲ့ဟာလေးရောက်သွားလိမ့်မယ်ဟုတ်ပြီကျွန်တော်ကထားပါတော့နော်ဒါပါတော့5ကလုံးရောင်းတယ်ပေါ့အဲ့ဒါကိုကျွန်တော်စေထားလိုက်မယ်ဒါစေထားပြီဆိုသူဒါဘာစင့်လဲဆိုတော့ဒါ quotation အဆင့်ပေါ့နော်ဒီမှာကြိုက်တာမှားလို့ရတယ်နော်ကြိုက်တာကျွန်တော်တို့မှားလို့ရတယ် okay တေးကြပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆို confirm order လုပ်မယ် confirm order လုပ်ပြီးကျွန်တော်ကုန်ပို့တဲ့ကိစ္စလုပ်မယ် deliver ဆိုတဲ့ဟာလေးအဲ့ဒီမှာဆို law 2ပေါ့နော် system order တော့ဒါကျွန်တော်ဒါရှိတဲ့ law ကိုတစ်ခါတည်းထည့်ပေးထားတာပေါ့နော်ဒီမှာမိုးရင်လည်းကျွန်တော်အဲ့ဒီ line ခေါ်ပြီးတော့ law တွေ quantity เนาะကျွန်တော်တို့ဘယ် warehouse ကလဲဆိုရယ်စသည်တွေကျွန်တော်တွားလို့ရလိမ့်မယ်ဟုတ်ပြီကျွန်တော်စီလိုက် okay တေးကြတယ်ဆိုရင်ကျွန်တော် validate နှိပ်တကယ်လို့ဒါเนาะကျွန်တော်က quantity ကိုထားပါတော့ကျွန်တော်က3ခုတည်းပို့တယ်ဆိုလို့ရှိရင်သူကဘာမေးမလဲဆို validate နှိပ်တဲ့အချိန်မှာ crate back order ထားမှလား no back order ထားမှလားမေးလိမ့်မယ်เนาะဟုတ်ပြီကျွန်တော်အကုန်ပို့တယ်လို့ပဲယူဆလိုက်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်က9เนาะစေးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော် validate ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကုန်ပို့တဲ့ကိစ္စလေးပြီးသွားမယ်ဒါဆိုကျွန်တော်ရဲ့ godown ထဲက store ထွက်သွားမယ်ပေါ့နော်ပြီးတော့မှ invoice ဖွင့်မယ် create invoice ဒီ invoice ဖွင့်မှာပဲကျွန်တော်ဒါ receive ပဲเนาะအဲ့ဒါ revenue အနေနဲ့ဒါဝင်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ confirm ဆိုတာလေးနှိပ်လိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ set up configuration ချထားတဲ့အတိုင်း account လေးမှာသူကဒါစရင်းနေစပြီးဝင်နေလိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ pay လုပ်တဲ့ကိစ္စတော့ကျွန်တော်ကဒါ account လေးအကြိုင်ဒါကျွန်တော်တို့ဒါ pay လုပ်တဲ့ကိစ္စတွေကျွန်တော်သွားမှာပေါ့